ဒါလေးတွေကိုဘန်းစကားနဲ့ဘယ်လိုပြောလဲအတန်းလစ်တာကို cut class ကိုသုံးပြောလို့ရနော် cut class I'm gonna cut class today ငါဒီနေ့အတန်းလစ်မလို့ okay I'm gonna cut class today because I want to go to the cinema ဘာလို့လဲဆိုတော့ရှင်သွားနေလို့ okay အခုကစာလုပ်တာကို hit the books ကိုသုံးပြောလို့ရနော် hit the books okay စာအုပ်ကိုလက်တီးနဲ့ထိုးတာနဲ့တွဲမှတ်ထားလို့ရနော် I'm gonna hit the books now I have an exam tomorrow ငါစာလုပ်တော့မယ်မနေ့ကစာမွေးရှိ okay I'm gonna hit the books now I have an exam tomorrow အဲ့ရဝင်တာကိုကျတော့ hit the sack ကိုသုံးပြောလို့ရနော်အဲ့ကိုလက်တီးနဲ့ထိုးတာနဲ့တွဲမှတ်ထားလို့ရနော် okay hit the sack I'm so tired I'm gonna hit the sack စိတ်တူတော့ happy ကိုသုံးပြောလို့ရနော် don't be happy I will do that again စိတ်တူပါနဲ့ငါအဲ့ဟောထပ်မလုပ်ပါဘူး okay don't be happy I won't do that again don't be happy I won't do that again okay အဲ့လိုပြောလို့ရနော်အခုလိုမျိုးဗီဒီယိုလေးအကျိုးရှိရမလို့အကျိုးရှိရဆိုရှင် comment မှာရရှိတော့ပဲနော်